PFA ဆိုတဲ့ပတ်သက်လို့ရန်သူတွေလိုပုံဖော်နေကြတဲ့အောက်တန်းစားတွေကိုစားပေါက်ပိတ်သွားစေခဲ့တဲ့ Bruno နဲ့ Declan Rice ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Sport Bar Plus ကနေကြိုဆိုလိုက်ပါရီ2025-26 ရာသီရဲ့ PFA တနစ်တာအကောင်းဆုံးကစားသမားဆုရှင် Bruno Fernandes ကတော့ဆိုယိုပီမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာပြီးခဲ့တဲ့ရာသီမှာ Premier League Champions ဆုကိုစုခုခဲ့ပြီး Champions League ဗိုလ်လုပွဲထိတက်လှမ်းနိုင်ခဲ့တဲ့ Arsenal တင်းရဲ့စွမ်းဆောင်ရည်ကိုအထူးတလဲချီးကျူးသွားခဲ့ပါရီArsenal အရန်ကိုတောင်းနှိမ့်ခိုင်မာပြီးတော့ကစားရအခက်အခဲဆုံးပြိုင်ဘက်တွေပါသူတို့က Premier League တစ်ခုလုံးရဲ့လေးစားမှုကိုပြေဝရရှိဖို့ထိုက်တန်ပါတယ်လို့ Bruno ကဆိုပါရီပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့သူ့အနေနဲ့ဒီ PFA ဆုအတွက် Arsenal ကမှတစ်ယောက်ကိုမဲပေးခဲ့တယ်လို့ပုံမှန်လင်းလင်းဖွင့်ဟသွားခဲ့တာပါပဲ။နာမည်ကိုထုတ်မပြောခဲ့ပေမဲ့ဘောလုံးတိုင်းဝိုင်းကတော့အဲ့ဒီကစားမက Declan Rice ပဲဖြစ်မယ်လို့တညီတညွတ်ထဲကောက်ချက်ချနေကြပါရီ။ဒီကောက်ချက်ကလည်းအကြောင်းမဲတော့မဟုတ်ပါဘူး။အရင်ကတည်းက Declan Rice ကိုယ်တိုင်ကလည်းဒီဆုအတွက် Bruno ကိုမဲပေးခဲ့တယ်လို့မီဒီယာတွေရှေ့မှာရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုထားလို့ပါပဲ။ဒီအချက်ကိုကြည့်ချင်းအပြင်ကွင်းထဲမှာပြိုင်ဘက်တွေဖြစ်အသေးလဲရှင်ပြိုင်နေကြပေမဲ့ကွင်းပြင်ပမှာတော့သူတို့နှစ်ယောက်ကြားထဲကကြီးမားတဲ့အပြန်အလှန်အတိမတ်ပြုမှုလေးစားမှုတွေရှိနေတယ်ဆိုတော့ကိုထင်သာမြင်တွေ့နိုင်ပါရီ။တချို့သောအောက်တန်းသားစိတ်သက်ရှိသူတွေနဲ့မီဒီယာတချို့ကတော့ကစားသမားတွေကြားမှာမုန်းတရားတွေမနာလိုဝင်တုံမှုတွေပြင်းထန်နေတဲ့အများရန်ပုံဖြတ်ပြီးတော့ရန်တိုင်ပေးကြကြပါရီ။ဒါပေမဲ့ Bruno နဲ့ Declan Rice တို့ရဲ့ဒီလိုရက်တွေကတော့အဲ့လိုရုံးညံ့တဲ့ကောလာဟာလာတွေကိုအကောင်းဆုံးရိုက်ချိုးပစ်လိုက်တာပါပဲ။တကယ်ကမ္ဘာ့စင်ကစားသမားတွေဆိုတာအချင်းချင်းရန်သူတွေလိုမမြင်ကြဘဲနဲ့အချင်းချင်းတန်မိုးထားကသဘောထားကြီးစွာနဲ့အပြန်အလှန်လေးစားကြတယ်ဆိုတာဒီဖြစ်ရက်ကမျက်မြင်သက်သေပါပဲ။